ပရိသတ်များစီကနေလောင်ပြောင်မှုတွေပိုခံရတဲ့နယ်လို့အမော်ရင်ဆိုဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုးဆိုလိုက်ပါရယ်မန်ချက်စတာယူနိုက်တက်အသင်းကဘောလုံးရသည်ပြီးကစားခဲ့တဲ့ခြေစမ်းပွဲမှာအာဆီယံအော်စတာအသင်းကိုရှက်ယွန်းပွဲရှုံးနေပြီးနောက်ပရိသတ်တွေစီကနေလောင်ပြောင်မှုတွေပိုခံရတဲ့နယ်လို့နီးပြရုဝင်မော်ရင်ကဝန်ခံပြောကြားလိုက်ပါရယ်ယူနိုက်တက်အသင်းကမလေးရှားမြို့ကို15နှစ်တွင်မှပထမဆုံးချိန်ပြန်လည်ရောက်ရှိခဲ့ရမှာစိတ်ပြင်းစရာရလနဲ့ကြုံတွေ့ခဲ့ရပါတယ်။ပရီးမီးယားလိထိပ်သီးအသင်းကြီးကဘူကင်ဂျာလိအမျိုးသားအားကစားကွင်းမှာလူအကြီးရဲ့ရှေ့မောက်မှာအာဆီယံအော်စတာကို 1-0 နဲ့ရှုံးနိမ့်ခဲ့တာပါ။အားကစားကွင်းပြလာရောက်အားပေးခဲ့တဲ့ပရိသတ်92,550 ဦးဟာအင်္ဂလန်အသင်းရဲ့ခြေစွမ်းမမှန်တဲ့ကစားပုံကိုသာတည်ရှိခဲ့ရပြီးရာသီကုန်ခီးစဉ်ရဲ့ပထမဆုံးပွဲမှာဂိုးတကူမှမသွင်းနိုင်ခဲ့ပါဘူး။ယူနိုက်တက်အသင်းရဲ့ခြေစွမ်းနှိကွေးမှုဟာပွဲပြီးဆုံးချိန်မှာပရိသတ်ချို့စီကနေအပြင်းထန်အော်ဟစ်လှောင်ပြောင်မှုတွေဖြစ်ပေါ်စေခဲ့ပြီးအထူးသဖြင့်ခြေပါကိုးရဖို့ကြိုးစားနေချိန်မှာတိုဘီကော်လီယာရဲ့လမ်းကြောင်းလွဲခဲ့တဲ့ဘောလုံးပေးပို့မှုပေါ်မှာစိတ်ပြတ်နေတဲ့ပရိသတ်တွေစီကနေအကျယ်လောင်ဆုံးလှောင်ပြောင်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ပွဲပြီးမှမော်ရင်ကကျွန်တော်ဒီကိုပထမဆုံးရောက်ရှိလာခဲ့တဲ့ပွဲကလေးကအသင်းရဲ့ခြေစွမ်းအတွက်ကိုအမြဲတမ်းအပြစ်တင်မိပါတယ်။ပရိသတ်တွေစီကနေလောင်ပြောင်နေခြင်းကကျွန်တော်အပြစ်ရှိလို့ပါ။ဒါဟာကျွန်တော်တို့လိုအပ်တဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပရီးမီးယားလိမှာကျွန်တော်တို့ရှုံးနိမ့်ခဲ့တဲ့ပွဲတိုင်းမှာလောင်ပြောင်ခြင်းတွေအမြဲတမ်းရှိနေခဲ့ပါတယ်။ကျွန်တော်တို့အချိန်တိုင်းပွဲပြီးဆုံးသွားတဲ့အခါမှာပရိသတ်တွေကကျွန်တော်တို့နဲ့တူရှိနေကြတယ်လို့ခံစားပါတယ်။နောက်ရသည့်အတွက်ကြည်ကြတာပေါ့။ကျွန်တော်တို့ပို့ပြီးတော့ကောင်းအောင်ကစားသင့်ပါတယ်။ကျွန်တော်တို့နှေးကွေးခဲ့ပါတယ်။ဒီချိန်တိုင်းမှာပွဲတိုင်းမှာအနိုင်ရဖို့ကျွန်တော်တို့မှမရှိပါဘူး။အရေးကြီးတာကဘယ်သူမှတရားမရခဲ့ပါဘူး။ကစားသမားတချို့အတွက်တော့စွန့်စားမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်တွေကိုလေးစားကြောင်းပြချင်ခဲ့ပါတယ်။ဒီလိုပွဲမျိုးတွေကိုကျွန်တော်တို့အနိုင်ရသင့်ပါတယ်ဆိုပြီးတော့ပြောဆိုလိုက်ပါတယ်။အာဆီယံအော်စတာကိုရှုံးနိမ့်ခဲ့တာကယူနိုက်တက်ရဲ့အာရှဒေသရာသီချုပ်ခီးစဉ်ရဲ့အဆုံးသတ်မဟုတ်သေးပဲအသင်းကလက်ရှိခီးစဉ်ရဲ့နောက်ဆုံးပွဲဖြစ်တောက်ကြနေမှာဟောင်ကောင်လက်ရွေးစင်အသင်းနဲ့ရင်ဆိုင်ရမှာပါ။ဒါအပြင်ကစားသမားသုံးကအသင်းရဲ့ဒေသတွင်စီးပွားရေးလုပ်ငန်းချက်တွေမှုရဲ့တစိမ့်တစ်ပိုင်းအနေနဲ့ promotion ပွဲတစ်ခုအတွက်အိန္ဒိယကိုတွားရောက်ဖို့စီစဉ်ထားပါတယ်။